ဒီနေ့ကကျွန်တော်တို့ကဘာဦးကျန်ခန်းကြည့်တဲ့အပိုင်ငယ်14ကနေဆက်သွားဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကျန်ပိုက်လေးကိုအရင်ဖတ်ရအောင်เนาะအပိုင်ငယ်14ကနေကျွန်တော်တို့ဖြည်းဖြည်းချင်းဖတ်တော့ရအောင်တဖန်ဖျားသခင်ကနိနဲ့ညကိုပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာကျက်၌အလင်းအိမ်တည်စေနမိတ်လက္ခဏာချင်းချက်သောအချိန်နေ့ရက်အပိုင်းအခြားနှစ်အပိုင်းအခြားဖို့ဖြစ်စေမိုးကောင်းကင်မျက်နှာကျက်၌တည်၍မြေကြီးလင်းစရာအလင်းအိမ်ဖြစ်စေဟုအမိန့်တော်ရှိတဲ့အတိုင်းဖြစ်လေ၏ထို့သို့ဖျားသခင်သည်အလင်းအိမ်ကြီးနှလုံးတည်ဟုသောနေ့ကိုအုပ်စိုးရသောအကြီးတစ်လုံးညကိုအုပ်စိုးရသောအငယ်တစ်လုံးနှင့်တကွကြယ်များတို့ကိုဖန်ဆင်းတော်မူပြီးလျှင်မြေကြီး၌လင်းစေခြင်းဟာနေ့နဲ့ညကိုအုပ်စိုး၍အလင်းနဲ့မှောင်မိုက်ကိုပိုင်းခြားစေခြင်းဟာ၎င်းမိုးကောင်းကင်မျက်နှာကျက်၌ဖျားသခင်ထားတော်မူ၏ထိုအမှုရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ညအိုးနှင့်နာနဲ့တည်စတုထနေ့ရက်ဖြစ်လေ၏ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့နှစ်တစ်ကိုဇန်နဝါရီလ9ရက်နေ့တရားဟောချက်မှာလဲထည့်ပြီးသွားပြီဆိုတော့ဒီနေ့ကျွန်တော်တို့အချင်းလေးပဲဆင်ခြင်နှလုံးသွင်းသွားဖို့ဖြစ်ပါတယ်အပိုက်ငယ်15ကနေ19ကိုအရင်ဟောပြခြင်းနဲ့ပြီးကြမှာအပိုက်ငယ်14ကိုကျွန်တော်တို့အခြေချဲ့ပြီးတော့မှကြည်သွားဖို့ဖြစ်ပါတယ်အပိုက်ငယ်15ကနေဖျားသခင်ကမိုးကောင်းကင်မျက်နှာကျက်၌တည်၍တဲ့မိုးကောင်းကင်မျက်နှာကျက်လို့ပြောတော့ကြောင်းအမဒါမှကြီးမားကျယ်ပြတ်တဲ့အကြောင်းကိုဟောပြခြင်းဖြစ်ပါတယ်နော်မျက်နှာကျက်ဒါကတော့19ခုမြောက်သောစာလနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရှင်းပြပြီးသွားပါပြီမိုးကောင်းကင်မျက်နှာကျက်၌တည်၍မြေကြီးလင်းစရာအလင်းအိမ်ဖြစ်စေအမိန့်တော်ရှိတဲ့အတိုင်းဖြစ်လေ၏ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒီအလင်းအိမ်တွေဟာဖျားသခင်ကမြေကြီးလင်းစရာလို့ပြောတော့ကြောင့်မြေကြီးကိုအလင်းပြီးဖို့တက်ဖန်ဆင်းခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့ရှင်းလင်းစွာနားလည်နိုင်ပါတယ်စัจ java လို့ပြောတဲ့အခါမှာ galaxy ဘီလီယံနဲ့ချီရှိပါတယ်မြေကြီးနဲ့ပတ်သက်တဲ့ galaxy ကတော့ Milky Way galaxy ဖြစ်တယ် Milky Way galaxy ၌အလင်းအိမ်အကြီးတစ်လုံးကနေပေါ့အလင်းအိမ်အငယ်လနဲ့ကျေမြုပ်များစွာဆိုပြီးကျွန်တော်တို့တွေ့ရမယ်အထူးသဖြင့်နေနဲ့လကမြေကြီးလင်းစရာဖို့အလင်းအိမ်ဖြစ်စီဟုအမိန့်တော်ရှိတဲ့အတိုင်းဖြစ်လေ၏ဆိုတာမြေကြီးအတွက်တီးတက်ရည်ရွယ်ပြီးတော့မှဘုရားသခင်ဖန်ဆင်းခြင်းဖြစ်ကြောင်းကျွန်တော်တို့ရှင်းလင်းစွာနားလည်နိုင်ပါတယ်ထို့သောဘုရားသခင်သည်အလင်းအိမ်ကြီးနှလုံးတည်ဟုသောနေ့ကိုအုပ်စိုးရသောအကြီးတစ်လုံးနဲ့ဆိုတော့နေ့ကိုအုပ်စိုးရသောအကြီးတစ်လုံးဆိုတော့တခုကတော့ညကိုအုပ်စိုးရသောအငယ်တစ်လုံးနဲ့တကွာကြယ်များတို့ကိုဖန်ဆင်းတော်မူပြီးလင်အကြီးတစ်လုံးနဲ့အငယ်တစ်လုံးပြီးရင်ကြယ်မြုပ်များစွာကိုဖန်ဆင်းတယ်ဆိုတာထိုအရာဒီအားလုံးကတော့မြေကြီးလင်းစရာဖို့ဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရမယ်ဆိုတော့ Milky Way Galaxy Solar System ၌ကျူကိုးလုံးနဲ့ပတ်သက်တဲ့အရာပေါ့နော်နေနဲ့လကပြီးကြလို့ရှိရင်အထူးသဖြင့်ဒီ Milky Way Galaxy၌ရှိတဲ့နေနဲ့လကအထူးသဖြင့်မြေကြီးလင်းစရာဖို့ဖြစ်ကြောင်းကိုဒီမှာကျွန်တော်တို့ရှင်းလင်းစွာတွေ့နိုင်ပါတယ်မြေကြီး၌လင်းစေခြင်းဟာ၎င်းအပိုင်ငယ်စခွန်မှာထပ်တွေ့ရတယ်ဆိုတော့နေ့ကိုအုပ်စိုး၍နေ့နဲ့ညကိုအုပ်စိုး၍အလင်းနဲ့မှောင်မိုက်ကိုပိုင်းခြားစေခြင်းဟာ၎င်းနော်နေ့နဲ့ညကိုအုပ်စိုးဖို့အလင်းနဲ့မှောင်မိုက်ကိုပိုင်းခြားစေခြင်းဟာ၎င်းဆိုတဲ့စကားလုံးလေးကိုကျွန်တော်တို့နှလုံးသားထဲမှာဆွဲထားမယ်နော်ဆွဲထားမယ်
နိကိုဥက္ဆိုဖို့တလောင်းညကိုဥက္ဆိုဖို့ဆိုတော့အလင်းနဲ့မှောင်မိုက်ကိုပိုင်းခြားဖို့ဆိုတော့ညမှာလည်းအလင်းပြီးတယ်လဆိုတော့ဖျားတခင်ကမောင်မိုက်ကိုမလိုချင်ဘူးအလင်းပဲဖြစ်စေခြင်းတယ်ဆိုတဲ့ရည်ရွယ်ချက်လေးကိုလည်းကျွန်တော်ဒီနေရာမှာတစ်ချက်လေးတွေ့နိုင်ပါတယ်မိုးကောင်းကင်မျက်နှာကျက်နဲ့ဘုရားသခင်ထားတော်မူ၏ဆိုမိကြီးကိုနေရောညရောလင်းပြီးဖို့ရနေ့ကိုဥက္ဆိုဖို့ညမှာညကိုအလင်းပြီးတဲ့လမင်းကြီးဥက္ဆိုဖို့ဆိုမိုးကောင်းကင်နဲ့ဘုရားသခင်မိုးကောင်းကင်မျက်နှာကျက်၌ကြီးမားကျယ်ပြည့်သောမျက်နှာကျက်ပေါ်၌ဘုရားသခင်ထားရှိပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အပိုက်ငယ်14နဲ့အခြေချဲ့သွားမှာဖြစ်ပါတယ်အပိုက်ငယ်14ကိုပြန်ဖတ်တဲ့အခါမှာတပံဘုရားသခင်ကနိနဲ့ညကိုပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာကျက်နဲ့အလင်းအိမ်တည်စီဆိုတော့နိကိုဥက္ဆိုဖို့ရနေမင်းကြီးညကိုဥက္ဆိုဖို့ရလပြီးရင်ကျေမြုပ်များစွာဆိုတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ကြည့်ဖို့ကနိနဲ့ညကိုပိုင်းခြားစေခြင်းဟာမိုးကောင်းကင်မျက်နှာကျက်၌အလင်းအိမ်တည်စီဆိုတော့ဒီအလင်းအိမ်ကတော့နေနဲ့လသူနေနဲ့လကဘာရည်ရွယ်ချက်နဲ့ထားတာလဲဆိုရင်ကျွန်တော်တို့စောမှာဖတ်ထားတဲ့အတိုင်းနိကိုဥက္ဆိုဖို့ညကိုဥက္ဆိုဖို့တင်မကအဝါရောင်လေးမှာရေးထားတဲ့အရာနိရက်အပိုင်းအခြားနှစ်အပိုင်းအခြားဖြစ်ဖို့ပြီးရင်နမိတ်လက္ခဏာချင်းချက်သောအချင်းတွေကိုတတ်မှတ်ပေးဖို့ရန်ဘုရားသခင်ကဒီအလင်းအင်ကြီးနဲ့အလင်းအင်ငယ်မြုပ်များစွာကိုဖန်ဆင်းထားခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့နိုင်ပါတယ်ဆိုတော့ဒီအလင်းအင်ကြီးတွေကိုဘုရားသခင်ညီနဲ့လအကျယ်မြုပ်များစွာမဖန်ဆင်းမိမှာပထမနေ့မှာအလင်းဖြစ်စီဆိုတဲ့အလင်းကဖြစ်ပြီးသွားပြီမောင်မိုက်အလင်းနဲ့အမှောင်ဘုရားဖန်ဆင်းပြီးသွားပြီအလင်းဖြစ်စီဆိုပြီးအမိန့်မပြီးခင်မှာအပိုင်ငယ်တင်းနှစ်ကိုပြန်စဉ်းစားမယ်ဆိုရင်ကဘာမီကြီးကိုဖန်ဆင်းတယ်မောင်မိုက်အတိဖြစ်သွားတဲ့အကြောင်းကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့ဘာဖြစ်လို့မောင်မိုက်သွားတာလဲငကိုကလေးကမောင်မိုက်တာလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့နော်တုံးတက်ပေးသွားပါပြီနိကိုဥက္ဆိုဖို့နိညကိုဥက္ဆိုဖို့လာကိုမဖန်ဆင်းခင်မှာအလင်းနဲ့အမောင်ကိုဘုရားကဖန်ဆင်းပြီးပြီးနိကိုအလင်းနော်မောင်မိုက်ကိုညဆိုပြီးတတ်မှတ်ပြီးသွားတယ်ဒီနီနဲ့လမရှိခင်ကတည်းကအလင်းကရှိပြီးသွားပြီဘုရားသခင်ကိုယ်တိုင်ကအလင်းဖြစ်သောကြောင့်ဘုရားသခင်ကိုယ်တိုင်ကအလင်းယူဆောင်လာပြီးပြီဒါပေမဲ့မောင်မိုက်တစ်ချက်ကတော့တတ်ထားတယ်အဲ့တတ်ထားခြင်းရဲ့ရည်ရွယ်ချက်ရဲ့ပြီးဆုံးခြင်းလည်းပဲကျွန်တော်တို့ပြောပြသွားပါပြီเนาะဆိုတော့ဒီနေမင်းကြီးနဲ့လကတော့နေ့ရက်အပိုင်းအခြားနေ့အပိုင်းအခြားဖို့ဖြစ်စေဆိုအဲ့မတိုင်ခင်မှာအလင်းရှိပြီးသားဒီနေမင်းကြီးနဲ့လမင်းကြီးရဲ့အဓိကကတော့နေ့ရက်အပိုင်းအခြားနေ့အပိုင်းအခြားဖို့ဖြစ်တယ်ဆိုတာကိုအထူးသဖြင့်ကျွန်တော်တို့နားလည်နိုင်ပါတယ်နေ့ရက်အပိုင်းအခြားလို့ဆိုတဲ့အရာလေးကိုကျွန်တော်တို့ပြန်စဉ်းစားမယ်ဆိုရင်နေ့ရက်တရက်လို့ကျွန်တော်တို့ပြောရင်စက္ကန့်ကနေရည်တွက်တယ်စက္ကန့်60တမိနစ်မိနစ်60တနာရီ24နာရီတရက်
365ရက်ကြာရင်တစ်နှစ်တခါတလေကျန်364ပေါ့လေဆိုတော့အဲ့365ရက်လို့ပြောတဲ့အရာကဘယ်အရာလဲဆိုရင် Milky Way Galaxy ကနေကမ္ဘာမြေကြီးကသူ့ဟာနဲ့သူရွေ့နေတယ်တွားနေတယ်ဘာကိုလဲပတ်နေတာလဲဆိုရင်နေမင်းကြီးကိုလဲပတ်နေတယ်နေမင်းကြီးကိုတစ်ခေါက်လဲပတ်ဖို့ရန်365ရက်ကြာတယ်တခါတလေကျန်364ရက်ကြာတယ်ကမ္ဘာမြေကြီးကနေကိုတပတ်ပတ်ပေးတာ ਨੇ တစ်နှစ်လို့သတ်မှတ်တယ်ဆိုတော့ဘုရားသခင်ကနေမင်းကြီးဟာနှစ်နော်နှစ်အပိုင်းအခြားဖြစ်စေဖို့ရန်ဘုရားသခင်သတ်မှတ်ထားတဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရပါတယ်ယခုကျွန်တော်တို့ခုနှစ်တက္ကရာတီကိုတွေ့ကြည့်ရင်တော့ခုကတော့တမန်ကျမ်းစာအရာကျွန်တော်တို့ရည်တွက်မယ်ဆိုရင်6000နဲ့မှ24နှစ်ပေါ့နော်ယခု2024ကတော့ခရစ်တက္ကရာလို့ခေါ်တယ်သခင်ခရစ်တော်ဘွားမြင်တဲ့ခြင်းကနေရည်တွက်တဲ့တက္ကရာဖြစ်တယ်ဒီခရစ်တက္ကရာကတော့1-2-3-4ဆိုပြီးရည်တွက်တဲ့တပြေးပြေးတူးသွားတယ်အဲ့တော့သခင်ခရစ်တော်မဖွားမြင်ခင်ကတက္ကရာကြတော့ BC ကတော့ before Christ ပေါ့နော်ခရစ်တော်မတိုင်မီလို့တက္ကရာလို့သတ်မှတ်ပါတယ်ဆိုတော့ဒီ AD ကိုနည်းနည်းလေးကျွန်တော်တို့ပြန်ပြောမယ်ဆိုရင်တော့သခင်ယေရှုခရစ်တော်ဟာတချို့သောကျမ်းသတ်ပုဂ္ဂိုလ်တွေက BC ခွန်မှာဖွားတယ်654ပေါ့နော်ပဝန်းကျင်မှာဖွားတယ်ဆိုပြီးတော့မှပြောတဲ့အရာတွေကိုတွေ့ရပါတယ်အဲ့ဒါအနေနဲ့တွက်ပြီးတော့မှရည်တွက်ရင်တော့ယခုက2029-28လောက်ရောက်သွားပြီပေါ့နော်ဆိုတော့အဲ့ဒါခရစ်ယေရှုခရစ်တော်လူဇာတိခံယူတဲ့ပြီးတဲ့နောက်ကနေစတင်ရည်တွက်တဲ့တက္ကရာဖြစ်ပါတယ်2024အဲ့မတိုင်ခင်ကတော့ခရစ်တော်မတိုင်ခင်မြေတက္ကရာလို့ပြောတဲ့အခါမှာလူဒီရဲ့အတွေးခေါ်မှာမျိုးမျိုးရှိနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်မုဒ္ဒဘာသာဒီရဲ့တက္ကရာဒီကတော့သူတို့ရဲ့ကောဓမဘွားမြင်တဲ့ခြင်းကနေရည်တွက်တဲ့အစတစ်ဖြစ်ရှိတော့ကြောင့်မယုံကြည်သူဒီကဒီတို့ရဲ့ဖျားဟာယခု2024ပဲရှိသေးတာလားဆိုပြီးတော့မှပြောတော်သူရှိကောင်းရှိနိုင်ပါတယ်ယေရှုခရစ်တော်ဒီလူဇာတိခံယူပြီးဖွားမြင်နေဆိုတဲ့စကားနားလည်ရင်တော့မေးစရာမလိုဘူးပေါ့နော်ဒါမဲ့တချို့သောပုဂ္ဂိုလ်တွေကစာတန်ကဝိညာဉ်မျက်စိကန်းစီသောကြောင့်နားမလည်တော့သူမျိုးများစွာရှိပါတယ်လူဇာတိခံယူတယ်ဆိုတဲ့စကားကိုစဉ်းစားရင်လူဇာတိမခံယူခင်ကတည်းကသူကမြေကြီးပေါ်မှာလူသားလို့မရှိပြင်မဲ့အစကတည်းကနေရှိနေပြီဆိုတဲ့စကားလုံးကိုတည်တည်ချာချာစဉ်းစားရင်ပေါ်နေပါတယ်ယုံကြည်သူဒီများလဲသူကဲ့သို့ထင်တော်သူရှိကောင်းရှိနိုင်ပါတယ်နော်သခင်ယေရှုခရစ်တော်ဒီကဘာမီမတီမီကလေးကနေတည်ရှိသောဘုရားသခင်ဖြစ်ပါတယ်ဆိုတာနားလည်ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ပြောနေတဲ့ကဘာဦးကျမ်းအခန်းကြီး1ထဲ၌ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်သူပထမနေ့၌အလင်းနဲ့အမောင်အစသဖြင့်ဖန်ဆင်းပြီးအမိတ်ပြီးတော်သူဟာသခင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ခမဲတော်ဘုရားကကြံစီတယ်သားတော်ယေရှုခရစ်တော်ကလက်တွေ့လှုပ်ဆောင်တယ်အမိတ်ပြီးတော်သူလူကိုမိမှုဖြစ်ပြုတ်လုတော်သူဇီဝအသက်မုတ်တင်တော်သူဖြစ်ပါတယ်တခင်ယေရှုအမိတ်ပြီးတဲ့အခါမှာတရှင်တော်ဝိညာဉ်တော်ဘုရားတကူတော်အဖြစ်ဖြစ်လာခြင်းဖြစ်ပါတယ်အဲ့အကြောင်းအရာတွေကတော့တက်တည်ပြစရာကျမ်းချက်တွေအများကြီးရှိပါတယ်ကပ္ပဦးကျမ်းနဲ့တင်တက်တည်ပြအခန်းကြီး1အပိုက်ငယ်6မှာဆိုရင်ဒီစကလုံးကတော့ခမဲတော်ဘုရားရဲ့စကလုံးဖြစ်မယ်ပေါ့နော်ငါတုဤပုံတရာနဲ့တတဒန်တငီသေးလူကိုဖန်ဆင်းကြစို့ဆိုတဲ့စကလုံးဟာ
ခမဲတော်သားတော်တရှင်တော်ဝိညာဉ်တော်ဘုရားသုံးပါးဘုရားထဲကနေခမဲတော်ရဲ့စကားဖြစ်မယ်ငါတို့ပုံတရာနဲ့တတရန်တငီတဲ့လူကိုဖန်ဆင်းကြဆိုးလို့ခမဲတော်ကသူ့ရဲ့ရည်ချက်ပြောတဲ့အခါမှာသားတော်ယေရှုကလည်းသဘောတူတရှင်တော်ဝိညာဉ်တော်ကလည်းသဘောတူသူတို့သုံးပါးတွေတလုံးတဝတည်းတော်ဘုရားဖြစ်တယ် Trinity ဆိုခမဲတော်ကသားတော်ယေရှုမပါဘဲနဲ့အလုံးမလုံးတလို့သားတော်ယေရှုကလည်းတရှင်တော်ဝိညာဉ်တော်ဘုရားမပါဘဲနဲ့အလုံးမလုံးဘူးအဲ့ဒါကြောင့်သူတို့သုံးပါးဟာတလုံးတဝတည်းဘုရားသခင်ဖြစ်ကြောင်းနှုတ်ကပတ်တော်ကရှင်းလင်းစွာဖော်ပြထားပါတယ်ယခု Modelism theology ရှိရပါတော့ Modelism theology တွေကတော့ဘုရားကတဆူတယ်နော်တဆူတယ်တဆူဘုရားဆိုတာသုံးပါတယ်နော်သုံးပါတယ်သုံးပါးတလုံးတဝတည်းတော်ဘုရားဖြစ်တယ်အဲ့တော့တဆူသေးဘုရားဟာသူတို့ကပုဂ္ဂိုလ်တစ်ပါးသေးဆိုပြီး Modelism theology ကခိုင်းတယ်ခမဲတော်ဘုရားရှိတယ်ခမဲတော်ဘုရားကလူသားတွေအပြစ်ရှိတော့လူဇာတိခံယူပြီးလူလောကသူဆင်းကြွလာတယ်အတိခံနဲ့တင်းကျူတယ်ထမြော့တယ်ထမြော့ပြီးတဲ့နောက်တန်လွန်တော်မနေကောင်းရင်တို့တက်သွားတယ်ဝိညာဉ်တော်ဖြစ်သွားတယ်ခမဲတော်ကသားလူသားအနေနဲ့ကြွလာတယ်ကောင်းရင်တို့ပြတ်သွားတော့သူကဝိညာဉ်ဖြစ်သွားတယ်သုံးပါးဖြစ်ပြင်နဲ့သူကတပါးသေးခမဲတော်နေရာ၌ရှိခြင်းသားတော်နေရာ၌ဆင်းကြွခြင်းဝိညာဉ်တော်နေရာ၌တက်ကြွခြင်းယခုကဝိညာဉ်တော်ကာလဝိညာဉ်တော်အဖြစ်ကျွန်တော်တို့နဲ့အတူနေတယ်ဆိုပြီးတော့မှတပါးသေးပါဆိုပြီးတော့မှ Modelism theology ကတွင်တင်ထားတယ်အဲ့ဒါတွေကယခုခေတ်စားနေတော့အဲ့ဒါမှားတယ်နော်ဒါမှားတယ်အဲ့တော့ယောဟန်ခန်းကြီး1ထဲမှာလည်းအစာအုံနဲ့နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ဒီလည်းဖျားသခင်ဖြစ်တယ်ဖျားသခင်နဲ့အတူရှိတယ်ထိုနှုတ်ကပတ်တော်ဒီခတ်တင်းတော်အရာကိုဖန်ဆင်းဖျားသခင်နဲ့အတူရှိတယ်ဆိုတာလည်းတွေ့ရမယ်နော်ထိုနှုတ်ကပတ်တော်ဒီလူဇာတိကိုခံယူတယ်ဆိုတာလည်းအပိုင်ငယ်14မှာကျွန်တော်တွေ့ရမယ်ဆိုတော့တပါးတည်းမဟုတ်ဘူးသုံးပါးဖြစ်တယ်သုံးပါးဟာတလုံးတဝတည်းတော်ဖျားသခင်ဖြစ်တယ်ဆိုတာနားလည်ရမယ်အဲအကြောင်းသခင်ယေရှုဟာလူဇာတိခံယူပြီးမဖွားမြင်ခင်ကဘာမီမတီမီကလေးကနေခမဲတော်သားတော်တရှင်တော်ဝိညာဉ်တော်ပြသုံးပါးတလုံးတဝတည်းတော်ဖရာဟာကဘာမီမတီမီကလေးကတည်ရှိပြီးသားဖရာဖြစ်ပါတယ်အပိလူဟာအပိကြအပိတရားဝင်ပြီးအကြဆင်းတော်ကြောင့်ခမဲတော်ကသားတော်ကိုစီလွတ်ပြီးလူစားတိခံယူခြင်းဖြစ်ပါတယ်အဲ့တော့ယောဟန်19မှာလည်းအပိုင်ငယ်3မှာလည်းကျွန်တော်တို့တွေ့ရမှာလေဘုရားသခင်ကိုတိကျွမ်းခြင်းဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နော်တစ်ချက်လေးဖတ်ချင်ပါလေယောဟန်19အပိုင်ငယ်3မှာထာဝရအသက်ဟုမူကားမန်တော်ဘုရားသခင်တဆူတဲ့ဖြစ်တော်မူသောကိုတော်ကို၎င်းစီလွတ်တော်မူသောယေရှုကို၎င်းတိကျွမ်းခြင်းပြီသည်စီလွတ်တော်မူသောယေရှုဘသူကစီလွတ်တာလဲဆိုခမဲတော်ဘုရားကစီလွတ်တယ်နားလည်ရအောင်နော်ခမဲတော်ဘုရားကစီလွတ်တယ်အပိတာရီကိုကယ်ချစ်ဖို့ဆိုတော့သခင်ယေရှုကမိမိအလိုအလျောက်လူဇာတိခံယူပြီးတော့မှဆင်းကြွလာတယ်ဆိုတော့ရှင်ဘောလူရဲ့ဩဝါဒစာထဲမှာလည်းတွေ့ရမယ်ခမဲတော်ဘုရားကစီလွတ်တယ်ဆိုတော့ကဘာမီမတီမီကလေးကနေတည်ရှိတော်ဘုရားသခင်ဖြစ်ပါတယ်ဆိုတာနားလည်ရမယ်အဲ့တော့သခင်ယေရှုလူစီလွတ်တော်မူသောသားတော်ယေရှုလူဇာတိခံယူပြီးမဖွားခင်တက္ကရိကတော့ BC လို့ခေါ်တယ် BC ကတော့သူကရည်တွက်တာခြားနာတယ်သူကရော့ပြီးရည်တာသူက2000ကနေ1999 1998 1999ဆိုပြီးရော့ပြီး0 3ရမှာဆုံးတတ်တယ်အဲ့ဒါ BC တက္ကရိရည်တွက်ခြင်းAD ကြတော့1234ဆိုပြီးရည်တွက်တာဒါလေးခြားနာသွားတယ်နော်ဆိုတော့ BC ကနှစ်ပိုင်းထားတယ်ရေလွမ်းမိုးပြီးတဲ့ခေတ်ကာလနဲ့ရေမလွမ်းမိုးမီခေတ်ကာလဆိုပြီးနှစ်ပိုင်းတယ်
အာဒမ်ကနေနောဤရေလွှမ်းမိုးသည့်တိုင်အောင်နှစ်2000ရေလွှမ်းမိုးပြီးမှသခင်ခရစ်တော်ဖွားမြင်သည့်တိုင်အောင်နှစ်2000ဆိုတော့နှစ်4000ခုခရစ်တကရစ်နဲ့ဆိုလို့ရှိရင်6000နဲ့မှ24ရှိသွားပြီပေါ့နော်ဆိုတော့ဒီတကရစ်ဟာဘယ်ချိန်ကနေရည်တွက်တာလဲဆိုတာကိုကျွန်တော်တို့ပြန်သုံးသပ်မယ်ဆိုရင်သိပ္ပံပညာရှင်တွေကတော့ဒီကဘာမီဒီကိုမိကြီးတဲ့နဲ့ရှိတဲ့ຢာကိုတုတည်တနာလုပ်ပြီးတော့မှနှစ်ပေါင်းများများဆိုတာကြာပြီးသွားပြီမျိုးမျိုးပြောတာပေါ့နော်နှုတ်ကပတ်တော်တမန်ကျမ်းစာရ6000နဲ့မှ24နှစ်ပဲရှိပါသေးတယ်တို့တော့ဒီခုနှစ်တက်ကလေးကအာဒမ်နဲ့ဤဝကြစင်းမှစတင်ရည်တွက်တာလားတို့မဟုတ်အေဒန်ဥယျင်ထဲမှာတရားသခင်ကမိမှုဖြစ်လူကိုဖန်ဆင်းတဲ့ခြင်းကနေစပြီးရည်တွက်တာလားဆိုတာကျွန်တော်တို့အဲ့ဒါကတော့အတိအကျပြောတတ်တော်သူကတော့မရှိသေးဘူးထင်ပါတယ်ကျင့်တဲ့ပုဂ္ဂိုလ်တွေရေးရလဲကျွန်တော်မဖတ်မိသေးဘူးဒါမဲ့သုံးသပ်ချက်အမျိုးမျိုးရှိတယ်ဖတ်မိတော်သူရှိကောင်းရှိနိုင်ပါတယ်ဆိုတော့ဒီ BC တက်ကရိကအေဒန်ဥယျာဉ်ထဲကနေအပိကြရောက်ပြီးအာဒမ်နဲ့ဧဝကိုနင်ထုမှရည်တွက်တာလားလူကိုမိမှုဖြစ်ဖန်ဆင်းတဲ့ခြင်းကနေစပြီးရည်တွက်တာလားဆိုတာကျွန်တော်တို့မပြောတတ်ဘူးဆိုတော့နင်ထုပြီးမှရည်တွက်တယ်ဆိုရင်မနင်ထုခင်မှာအာဒမ်နဲ့ဧဝဖျားခင်နီးတဲ့ခြင်းတိုင်းနီးတဲ့ခြင်းမှာညနေခင်းတိုင်းဆင်းလာပြီးမိသားရဖိတ်တဲ့အချိန်ကာလဟာဘယ်လောက်ထိကြာမလဲဆိုတာကျွန်တော်တို့စဉ်းစားစရာရှိပြန်တာပေါ့နော်ဒါကတော့ပြောတာလူကိုနင်ထုတ်ပြီးမှရည်တွက်ခဲ့မယ်ဆိုရင်အေဒန်ဥယျာဉ်ထဲမှာဖျားနဲ့အပစ်ကင်းစင်ဆိုမိသားရဖိတ်လို့ရတဲ့နှစ်ကာလကဘယ်လောက်ကြာမလဲဆိုတာထပ်ပြီးစဉ်းစားစရာလိုတာပေါ့ဒါကတော့အတိအကျကျွန်တော်တို့မပြောနိုင်ပါဘူးเนาะမပြောနိုင်ပါဘူးဆိုတော့ဟုတ်ပြီဒီ BC တို့ဒီ AD တို့ဒီတက်ကရစ်ဒီဟာဘယ်အရာကိုအခြေခံပြီးရည်တွက်တာလဲဆိုရင်နီကိုကြည့်ပြီးရည်တွက်တဲ့တက်ကရစ်ဖြစ်ပါတယ်ဆိုတော့ဖျားသခင်ကချင်းချက်တော့အချိန်နေ့ရက်အပိုင်းအခြားနှစ်အပိုင်းအခြားဖို့ဖြစ်စီဆိုနီနဲ့လကိုဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကခုနှစ်တက်ကရစ်ကိုတတ်မှတ်ဖို့ရန်နေ့ရက်အပိုင်းအခြားနဲ့နှစ်အပိုင်းအခြားရည်တွက်နိုင်ဖို့ရန်ဘုရားသခင်ဖန်ဆင်းထားခြင်းဖြစ်တယ်ဆိုတာအဓိကတော့အချက်ကိုကျွန်တော်တို့တွေ့နိုင်ပါတယ်နေ့ရက်အပိုင်းအခြားနှစ်အပိုင်းအခြားဖို့ဖြစ်စီဆိုတဲ့စကားလုံးကထင်ထင်ရှားရှားကျွန်တော်တို့သိနိုင်ပါတယ်အလင်းအတွက်ဆိုလို့ရှိရင်တော့ပထမနေ့ရက်မှာတင်ဘုရားသခင်ကအလင်းဖန်ဆင်းပြီးတော့ရယ်နော်ပြီးရင်ကောင်းကင်တစ်မီကြီးတစ်ထဲမှာဗျာဒိတ်ကျမ်း21 22ကိုထိုက်ရင်နီရဲ့အလင်းလရဲ့အလင်းရောင်လည်းမလိုတော့ဘူးလေအဲ့မှာလည်းအလင်းရောင်ရှိနေတာပဲပထမနေ့မှာတင်လဲအလင်းရှိပြီးတော့နီမင်းကြီးလာအခုတိတ်ပါပညာရှင်တွေကအမျိုးမျိုးပြောတာပေါ့နော်နီအားဖြစ်အလင်းရတာပေါ့နော်မျိုးမျိုးရှိတာပေါ့ဆိုတော့ဖရာသခင်ဒီနေ့ရက်နှစ်အပိုင်းအခြားအတိအကကတော့ခုနှစ်တက်ကရစ်ရည်တွက်နိုင်ဖို့ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒီခရစ်တကရစ်လို့ခေါ်တဲ့ BC တို့ AD တို့ကကဘာမီကြီးကညီကိုတစ်ခေါက်ပတ်ပြီးတိုင်းတစ်နှစ်လို့သတ်မှတ်တယ်အဲ့အပေါ်မှာအခြေခံပြီးရည်တွက်တဲ့တက်ကရစ်ဖြစ်ပါတယ်ဆိုတာနားလည်ရမှာပါနားလည်ရမှာဖြစ်ပါတယ်ပြီးရင်ညီကတော့ဖရာသခင်ကတစုံတစ်ခုကိုဖန်ဆင်းတာနဲ့သူကရည်တွက်လို့မရအောင်သူကအကျိုးပေးတယ်ပေါ့နော်အခုကလေးလေးဒီနော်မြန်မာပြည်မှာတော့တိတ်မကြားဘူးတလို့နဲတယ်မလေးရှားမှာကျတော့မွေးကင်းစကလေးတွေကဟာကလေးတိုင်းလိုအတဝါဖြစ်တယ်အတဝါဖြစ်တာနဲ့မနေ့စောကြီးနေထွက်တဲ့အခါမှာအပြင်ထွက်ပြီးတော့မှကလေးလေးကိုနီးပူပြကြတယ်နော်အဲ့တော့နီးပူကိုပြရင်သူကအတဝါတက်တာတယ်နီးရောင်ခြည်ကကျန်းမာခြင်းပြည့်တဲ့အပိုင်းပြီးရင်ဒီနီးရောင်ခြည်ကဗိုက်တာမင်ဒီပြီးတာနော်ဆိုတော့ခန္ဓာကိုယ်အတွက်လိုအပ်တယ်ပြီးရင်တစ်ပင်ပါမာလာဒီအစာနော်
ကြီးထွားဖို့ရန်နေတတ်မရှိရင်တရွတ်တွေလည်းပဲငြိုးနွမ်းသွားတာပေါ့နော်တရွတ်တွေနော်မကျန်းမာရင်တော့အပွင့်မပွင့်နိုင်အတီးမတီးနိုင်ဆိုရလာတာပေါ့နော်အဲ့တော့ဘုရားသခင်ကနေကိုဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့ချဲ့ပြီးပြောမယ်ဆိုရင်တော့ကဘာမီကြီးအတွက်မီကြီးပေါ်မှာရှိတဲ့တက်ရှိတက်မဲ့တတ္တဝါအားလုံးအတွက်အကျိုးပြုတဲ့ညီမင်းကြီးလည်းဖြစ်တယ်နော်အဲ့ဒါလည်းနားလည်ရမယ်တက်ရှိတက်မဲ့လို့ပြောတဲ့အခါမှာတိတ်ပန်အရာပြောရင်တော့ဒီကဘာမီကြီးနော်ပြီးရင်ရီအစားတစ်ဖြစ်ဒါတွေကတော့ရီကတော့ရွေ့လျားနိုင်ပြီမဲ့တက်မဲ့ပေါ့နော်တိတ်ပန်နီးအရာတွက်မယ်ဆိုရင်မူးတင်ဆိုတာလဲကောင်းကင်ကနေညီမင်းကြီးရဲ့အလင်းရောက်ပင်လေကိုထူးတဲ့အခါမှာဓာတ်ပြုတ်ပြီးအငွေ့ပြင်တော်ပြီးတင်အားဖြစ်ယူရတယ်ပြောတာပေါ့နော်ဒါမဲ့ဖန်ဆင်းခြင်းကိုကြည့်တဲ့အခါမှာဘုရားသခင်ကရီထုတချုတဝက်တချုတော့ရီဟာအထက်အရာတို့ဘုရားသခင်ကထည့်ထားပြီးသားဆိုတာလည်းတွေ့ရပါတယ်ပေါ့နော်ဆိုတော့နေမင်းကြီးကိုဖန်ဆင်းခြင်းကတော့နှစ်အပိုင်းအခြားရက်အပိုင်းအခြားတင်မကဘဲနဲ့မြေကြီးပေါ်မှာရှိတဲ့တတ္တဝါအားလုံးအတွက်အကျိုးပြုသောအရာဖြစ်ပါတယ်ဒါပေမဲ့အတိကဘုရားသခင်ဖန်ဆင်းခြင်းရဲ့ရည်ရွယ်ချက်ကနေ့ရက်အပိုင်းအခြားနှစ်အပိုင်းအခြားဖို့ခုနှစ်တက္ကရာကြီးအတွက်ဖွင့်ရအတွက်ဖြစ်တယ်ဆိုတာကျွန်တော်တို့အဓိကနားလည်ရမှာဖြစ်ပါတယ်ပြီးရင်လအခုမလေးရှားမှာနော်အခုဆိုရင်ဂျာရာဘဒီနီဆိုရင်ထိုင်ပုံစံနော်ကလာအိန္ဒိယကလာတွေရဲ့ပွဲပေါ့နော်ပြီးခဲ့တဲ့နှစ်တုန်းကတော့ဒီလတော့မဟုတ်ဘူးနော်အခုကတစ်ခုပြီးတစ်ခုစောသွားတယ်ဟာလီလာရလည်းပဲဒီနှစ်စောတယ်တရုတ်နှစ်တစ်ကိုလည်းပဲဒီခုဖေဖော်ဝါရီလနော်10ရက်17စနစ်ဆိုရင်သူတို့တရုတ်နှစ်တစ်ကိုရောက်သွားပြီဆိုတော့သူတို့ကဘာဖြစ်လို့နှစ်တစ်ကိုတွေဟာမတူနေတာလဲဆိုရင်သူတို့ကနေကိုကြည့်ပြီးရည်တွက်ခြင်းမဟုတ်ပဲနဲ့လကိုကြည့်ပြီးရည်တွက်ခြင်းဖြစ်ပါတယ်လဆန်းလစုပ်ကိုကြည့်ပြီးသူတို့ရည်တွက်တာဖြစ်ပါတယ်ဆိုတော့ဒီနေကိုကြည့်ပြီးရည်တွက်တဲ့တက္ကရာကတော့ကျူတင်ပြီးတော့မှကလင်ဒါတွေကိုထုတ်ထားနိုင်တယ်ပေါ့နော်လကိုကြည့်ပြီးရည်တွက်တဲ့ပြက်ကတင်တွေကတော့အနိကမနော်အနိကမသူတို့ကကြည်ငါချက်တွေထုတ်ထားတာများပါတယ်နော်ဆိုတော့ကျွန်တော်တို့မြန်မာပြည်လည်းပဲလကိုကြည့်ပြီးရည်တွက်တာများတယ်မြန်မာပြည်မှာတကြံတို့ပါတော့ဗောနော်ဒါလည်းပဲလကိုကြည့်ပြီးရည်တွက်တာဖြစ်တယ်လို့ကျွန်တော်တို့ချင်းတွေလည်းပဲနော်မြန်မာတိုင်းရင်းသားတွေများတော့အားလုံးလိုပါပဲလကိုကြည့်ပြီးတော့မှခုနှစ်တက္ကရာတွေကိုရည်တွက်တာဖြစ်တယ်ဗောနော်ဆိုတော့အချင်းအဖြစ်ကျွန်တော်တို့ပြန်ပြောမယ်ဆိုရင်စက္ကန့်60မိနစ်60တနာရီ24နာရီတရက်12လမှတစ်နှစ်ဆိုပြီးတော့မှပြန်သွားတာပေါ့နော်ဆိုတော့12လဆိုလို့ရှိရင်တစ်နှစ်ပေါ့ပြီးရင်ကဘာမီကြီးကနေကိုပတ်တာ365တစ်ခေါက်ပတ်ပြီးမှတစ်နှစ်ဖြစ်တယ်ဆိုကျွန်တော်တို့ပြင်တွေ့နိုင်ပါတယ်ဆိုတော့လပဲဖြစ်ဖြစ်နေပဲဖြစ်နေ့ရက်အပိုင်းခြားနှစ်အပိုင်းခြားဖို့ဖြစ်ပါတယ်ပြီးရင်ခြေကာဏလည်းပဲနော်ခြေကာဏလည်းပဲကျင့်စာထဲမှာခြေဆိုတာအများကြီးတွေ့ရမှာဖြစ်ပါတယ်ခြေလဲပါတော့ကြောင့်ခြေလဲပဲခြံထားလို့မရအောင်ဆိုတော့အရှိဘီငါရှိများကသခင်ယေရှုခရစ်တော်ဖွားမြင်တဲ့နေရာကိုပြတဲ့ခြေနှုတ်လိုက်ပြီးတော့မှသူတို့ရောက်ခဲ့တယ်ဆိုတော့ဘုရားသခင်ကအရှိဘီကသူတို့ကတပားအမျိုးတွေဖြစ်ဖို့များတယ်နော်တပားအမျိုးတွေဖြစ်မယ်ဆိုတော့သူတို့ကခြေကိုကြည့်ပြီးတော့မှခြေနှုတ်လိုက်ပြီးတော့မှသခင်ယေရှုခရစ်တော်ဖွားမြင်တဲ့နေရာတို့ရောက်သွားတယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ဒီပုဂ္ဂိုလ်တွေကလည်းပဲဒီခြေဟာယုဒရှင်ဘင်ရဲ့ခြေပါဆိုပြီးအဘယ်သူတည်တနည်းဆိုရင်တပားအမျိုးတွေသာဖြစ်ပေမဲ့ဓမ္မဟောင်းကျမ်းကိုကောင်းကောင်းမွန်မွန်ဖတ်ထားတော်သူများဖြစ်တယ်ဆိုတာနားလည်ရပါတယ်နော်အခုခရိယန်ယုံကြည်သူတွေနော်မစ်ရှင်သာသနာလုပ်တဲ့နေရာမှာဒီဗုဒ္ဓဘာသာကိုင်းဆိုင်တဲ့ပုဂ္ဂိုလ်တွေနော်နဲ့ဆွေးနွေးတဲ့အခါမှာသူတို့က
ခရိယန်ကျမ်းစာတွေကောင်းကောင်းလေ့လာတယ်နော်ကောင်းကောင်းလေ့လာတကယ်ခရိယန်ဖြစ်တော်သူကကျမ်းစာကိုအားမပဲဖတ်အသက်50ရှိနေပြီကျမ်းစာတအုပ်လုံးတောင်မပြီးတော့သူတွေအများကြီးပဲနော်ဒါမဲ့ဒီမယုံကြည်သူတွေကကျမ်းစာကောင်းကောင်းသိတယ်သူကအမားကွက်ပဲနေရာရှိမလဲဆိုအမားကွက်ကိုရှာပြီးဖတ်တာသူတို့အမားကွက်ထောက်เสียမရှိလို့တာအဲဒါကြောင့်သူတို့ကျမ်းစာကောင်းကောင်းသိတယ် mission သာသနာပြုဖို့ဆက်ကပ်ပြီးဆိုရင်လေကျမ်းစာပြီးလဲဆိုတာနားလည်ဖို့လိုနော်အဲ့လိုမျိုးပုဂ္ဂိုလ်တွေနဲ့တွေ့ရင်ဒီအခရိယန်သားဖြစ်တာဘာမှမသိဘူးဆိုရင်လာမယ်နော်ဆိုတော့ပညာရှိတွေကလည်းကျမ်းစာကိုကောင်းကောင်းဖတ်ထားတော့ကြောင့်ကျမ်းစာတွေက prophet ပြုချက်ကိုကောင်းကောင်းနားလည်ထားတော့ကြောင့်ကျေပေါ်တာနဲ့ဒီကျေဒီယုဒရှင်ဘုရင်ရဲ့ကျေပါဆိုတာသူတို့ချက်ချင်းသိပါတယ်အဲဒါကြောင့်နောက်ဆုံးသောကာလနဲ့ဖြစ်ပျက်မဲ့အရာတွေဒီလဲပဲအစ်စ်မဟုတ်ဘူးတဲ့အဩစရာမဟုတ်ဘူးကျမ်းစာကိုရှိကြည့်ရှုတော်သူကနားလည်လိမ့်မယ်လို့သခင်ယေရှုပြောထားတာနော်အဲဒါကြောင့်ယခုကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အရာတွေအားလုံးဟာနှုတ်ကပတ်တော်ကောင်းမွန်စွာဖတ်ထားတော်သူအတွက်အထူးအဆန်းတစ်ခုမှမရှိဘူးနော်ပေါ်ပြပြီးသားတိထားပြီးသားအထူးအဆန်းကြီးနဲ့နော်အတော်စရာကြီးနဲ့ဒုံလို့စရာမရှိပါဘူးကျမ်းစာကပေါ်ပြထားပြီးသားပါဘာဖြစ်လို့လူတွေကအအောနေတာလဲဆိုအဖြေကတော့ကျမ်းစာမဖတ်လို့ပေါ့တကယ်ယေရှုကနှုတ်ဆုံးသောကာလနဲ့ဖြစ်ပြမယ့်အရာတွေအားလုံးဟာကျမ်းစာကိုစိဖတ်ရှုတော်သူကနားလည်လိမ့်မယ်ကျမ်းစာနားလည်တော်သူအတွက်ကတော့ဒါကဘုရားသခင်တမတ်ထားတဲ့ချင်းချက်တော်အချင်းကြောင့်ဖြစ်တယ်ဆိုတာနားလည်လာတယ်အဲ့ဒါနားလည်လေးတို့မှာဘယ်လိုအသက်ရှင်တစ်တယ်လဲဘာလို့တစ်တယ်လဲဆိုတာနော်အတစ်တဖန်နှလုံးသားထဲမှာရှင်းလင်းစွာနားလည်ပြီးတော့မှအဲ့ပုဂ္ဂိုလ်မျိုးကနေ့စဉ်တိုင်းသူ့ရဲ့အချိန်ဟာအလဟတဘယ်တော့မှအတုံးမပြုဘူးဘုရားသခင်နိုင်ငံတော်သာသနာအတွက်တန်ဖိုးရှိစွာအသုံးပြုသွားကြပါတယ်ကျွန်တော်တို့အယုတ်စီတိုင်းသုံးတကြည့်အောင်လေမိမိရဲ့အချိန်ဟာတန်ဖိုးရှိစွာအသုံးပြုပါသလားဆိုတာစဉ်းစားကြည့်ပေါ့နော်ခေတ်ကာလအခြေအနေကိုကြည့်ပြီးတော့မှပေါ့စားဖြစ်နေသေးကျမ်းစာကိုကောင်းကောင်းမဖတ်ဘူးမစင်ချင်ဘူးမလေ့လာလို့တာဖြစ်ပါတယ်ဆိုတာဟုတ်ပြီဆိုတော့ခြေတွေလည်းပဲဘုရားသခင်ကသူ့ရဲ့အလိုတော်ရှိတဲ့နေရာကိုလမ်းပြပေးဖို့ရန်ဖော်ထုတ်ပေးဖို့ရန်ဘုရားသခင်အသုံးပြုတဲ့အရာဖြစ်တယ်ဆိုတာနားလည်ရမှာဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ကမိုးကောင်းကင်၌ဒီ Milky Way Galaxy နဲ့ပတ်သက်တဲ့နီလဖန်ဆင်းခြင်းရဲ့အတိအကရည်ရွယ်ချက်ကနေ့ရက်အပိုင်းအခြားနှစ်အပိုင်းအခြားဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့ဖြစ်ပါတယ်ထိုအရာတွေကိုကြည့်ချင်တာဖြစ်ကျွန်တော်တို့ခုနှစ်တက်ကလေးတွေကိုရည်တွက်ပြီးတော့မှယခုလိုကျွန်တော်တို့ပြက်ခတိန်ဒီတုံးချင်းဒီနေဒီလဒီကြည့်ချင်အားဖြင့်ရည်တွက်ခြင်းဖြစ်တယ်ထိုအရာရည်တွက်ဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတာနားလည်ရမှာဖြစ်ပါတယ်အဲကြောင့်စတုထနေ့ရက်မတိုင်မီမှာနိခတ္တရာကျဲနေလအစုအဝေးများမပေါ်ထွန်းပြီးကြောင်းဒီအချက်တွေအဖြစ်ကျွန်တော်တို့တွေ့နိုင်ပါတယ်နောက်တစ်ချက်မှာဖရာသခင်ကနေလနဲ့ကျဲများဖြစ်ကောင်းကင်ပြင်တစ်ခုလုံးကိုလင်းထင်စီသည်ဆိုတာလင်းထင်စီပြီးတော့မှသူဖန်ဆင်းတဲ့တရှိတမေအားလုံးအတွက်အကျိုးပေးဖို့ရန်အတွက်ဖြစ်ပါတယ်ဆိုတာနားလည်ရမှာဖြစ်ပါတယ်ထိုအချိန်အခါမှစ၍နေ့ရက်ရည်တွက်ခွင့်ရ၍ပြက်ခတင်အတိုင်းဖြစ်ပေါ်လာတယ်ဖန်ဆင်းခြင်းစတုထနေ့ရက်ဖြစ်ပါတယ်နောက်တစ်ချက်အပိုက်ငယ်14ထဲ၌ရှိသောအကြောင်းအရာတစ်ချက်ကဘာလဲဆိုနမိတ်လက္ခဏာနမိတ်လက္ခဏာဆိုတော့ဒီနေလကျေတွေဟာဘာအတွက်လဲဆိုနမိတ်လက္ခဏာအတွက်ဘုရားသခင်ဖန်ဆင်းထားခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာတွေကိုဖတ်ပြီးတော့မှဆင်ခြင်နှလုံးသွင်းသွားမယ်လုကာ21အပိုက်ငါ17ကိုကျွန်တော်တို့အတူတူကဖတ်ရအောင်အရရဒုနာကြီးစွာသောမိလုချင်းအစာခေါင်းပါခြင်းကာလနာများခြင်းတို့သည်ဖြစ်ကြလိမ့်မယ်မိုးကောင်းကင်၌လည်းကြောက်မဲ့ဖွယ်သောအရာနှင့်ကြီးစွာသောပုပ္ပါနမိတ်တို့သည်
ပေါ်ထွန်းကြလိမ့်မယ်ဒါကနောက်ဆုံးသောကာလနဲ့ပတ်သက်တဲ့ကျမ်းပိုင်နော်မိဒံကြီးကာလနီးတဲ့အကြောင်းကျမ်းပိုင်မိဒံကြီးကာလမှာဖြစ်ပျက်ခဲ့မယ်အရာတွေလည်းပဲဖြစ်ပေါ့နော်ဆိုတော့နောက်ဆုံးသောကာလကျမ်းပိုင်ဖြစ်ပါတယ်နောက်ဆုံးသောကာလမှာရအရရက်မှာမီငလင်လှုပ်ခြင်းနော်ယခုမီငလင်လှုပ်ခြင်းတွေများပြားတယ်ပြီးခဲ့တဲ့တုန်းကဆိုရင်ဂျပန်နိုင်ငံမှာမီငလင်လှုပ်ခြင်းကြောင့်မြောက်များစွာတည်တယ်ခဏခဏပဲနော်စာခေါင်းပါခြင်းယခုကစစ်ဒဏ်ကြောင့်နော်စစ်ဖြစ်ခြင်းတွေများပြားလိမ့်မယ်တစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံတိုက်ခိုက်ကြလိမ့်မယ်နှုတ်ကပတ်တော်ဖော်ပြထားတဲ့အတိုင်းတခင်ယေရှုကြွလာဖို့နီးလာတဲ့အချိန်မှာအဲ့လိုဖြစ်မယ်လို့ပြောတဲ့အတိုင်းပဲစစ်တမ်းကြောင့်အစာခေါင်းပါခြင်းတွေအများကြီးပဲစားစရာမရှိတော့သူအများကြီးပဲနော်ဒီစစ်တမ်းအပကျူတရုံမှာအစာခေါင်းပါခြင်းငတ်ပြတ်နေတော့သူအများကြီးပဲနော်ဝန်းနေစရာကြီးအမျိုးမျိုးပေါ့လေစစ်တမ်းကြောင့်နော်စားစရာမရှိဘူးစီးပွဲအလုပ်ကိုင်းလည်းမရှိမိမိစိုက်ထားတဲ့တင်းဟန်တော်မှရိတ်သိမ်းရမယ်အခွင့်အခါတော်မှမရနိုင်စားစရာမရှိတော့လဲတချို့သောပုဂ္ဂိုလ်တွေဆိုရင်ခန္ဓာကိုယ်ရောင်းစားတဲ့အစစ်ထိရောက်သွားတဲ့ပုဂ္ဂိုလ်တွေရှိရနော်ဆိုတော့အစာခေါင်းပါခြင်းကြောင့်စူးကျူးမြုပ်များဆိုတာတက်ရောက်တယ်ဆိုတော့တွေ့ရပါတယ်ကာလနာများပြားခြင်းဆိုတာကိုဗစ်-19အခုမှမျိုးမျိုးပဲနော်ကာလနာများပြားခြင်းဖြစ်တယ်ဒါလည်းကျန်းစာကိုစိကြည့်ရှုသောသူတွေကအောစရာမဟုတ်ဘူးလို့ကိုတော်ပြောတဲ့အတိုင်းကိုတော်ကြွလာမယ့်အချိန်တနည်းထက်တနည်းနီးတယ်ဆိုတာသိလေလေမိမိရဲ့အချိန်ဟာဒါမှုရှိဆိုတာတုံးကြဖို့နော်တိုက်တွန်းခြင်းပါတယ်ပေါ်ပေါ်ဆဆနေတဲ့အချိန်မဟုတ်ပြီးရင်မူကောင်းကင်နဲ့လည်းကြောက်မြဖွေသောအရာနဲ့ကြီးစွာသောပုပ္ပနမိန်မူကောင်းကင်မှာမူကောင်းကင်ကိုကြည့်ရင်မျိုးမျိုးရှိတယ်နေဒီကျက်လိုက်နေဒီအသွေးဖြစ်လိုက်လကျက်တိုက်လဒီအသွေးဖြစ်လိုက်နေကဟူဟာဒီကွေသွားလိုက်ဟုတ်ပြီနော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ပြောချင်တဲ့အပွင့်ကျွန်တော်တို့ကျမ်းပိုက်ပြန်သွားမယ်ဆိုရင်နေလကျဲများဖန်ဆင်းခြင်းဟာနမိတ်လက္ခဏာပြောက်ဖို့မူကောင်းကင်မှာနမိတ်လက္ခဏာပြောက်ဖို့ဘယ်နေရာမှာသုံးပြုလဲဆိုရင်သခင်ယေရှုခရစ်တော်ကြွလာမဲ့အချိန်နီးကြောင်းဒီနီလကျေတွေကပုပ္ပနမိတ်မြုပ်များစွာပြပါတယ်ထွရတွေပြဖို့ဘုရားသခင်ဖန်ဆင်းခြင်းလဲဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်နေဟာအသွေးဖြစ်လိမ့်မယ်ဆိုတာမျိုးတွေပေါ့နော်ပြီးရင်နေဟာပူတစ်ထက်ပူသွားလိမ့်မယ်ဆိုတာလည်းပြည့်ရည်ကြနေမှာတွေ့ရလိမ့်မယ်နော်ဆိုတော့ယခုနေရလဲရာသီဥတုလဲပူတစ်ထက်ပူဒါမျိုးတွေနော်ဒါတွေကလည်းဘုရားသခင်ရဲ့တမထားတာပါပဲတိတ်ပံပင်ရှင်တွေနော်ကတော့တဘာဝမထင်းသိမ်းလို့ပေါ့နော်မူးခေါင်လို့ရေခဲတောင်တွေရီပြိုရာသီဥတုပူဒါတွေကြောင့်မျိုးမျိုးပြောအဲ့ဒါလေကဘာမီကြီးပေါ်မှာရှိတဲ့ຢာလေးကိုမထင်းသိမ်းခြင်းလဲပါလေထိုကဲ့သို့မထင်းသိမ်းအောင်တဖြည်းဖြည်းနဲ့ဆိုးရုပ်လာအောင်လဲပဲဘုရားသခင်ရဲ့အကျင့်စီတစ်ခုအပါဝင်ဖြစ်ပါတယ်ကဘာမီကြီးလဲရှင်ပေတရုကလောင်ကျွမ်းသွားမယ်ဆိုတာပြောပြသားလဲဖြစ်သောကြောင့်လောင်ကျွမ်းရမယ့်အချိန်နီးသည့်အတွက်ကြောင့်လဲဤကဲ့သို့ဖြစ်လာခြင်းဖြစ်ပါတယ်နေလဲပူတစ်ထက်ပူလာတဲ့အတိတ်ပဲကတော့စမ်းကြယ်တာမဟုတ်ပါဘူးကဘာမီကြီးဟာလောင်ကျွမ်းမယ်လို့ဘုရားသခင်ပြောပြသားဖြစ်သောကြောင့်လောင်ကျွမ်းရမယ့်အချိန်ကာလနီးနေပြီဆိုတဲ့အချက်ပြနေတာပါပဲအဲဒါကြောင့်ဒီနီကျေလဒီဟာကြီးစွာသောပုပ္ပနမိတ်ပြဖို့ရန်အတွက်လည်းဘုရားသခင်ဖန်ဆင်းထားခြင်းဖြစ်ပါတယ်နောက်တစ်ချက်မှာလုကာ21-25ကိုဆက်ဖတ်ရင်ထိုအခါနီလကျေနခဒုနာပုပ္ပနမိတ်ထင်ရှားလိမ့်မယ်တဲ့မိကြီးပေါ်မှာလဲလူအမျိုးမျိုးမငြိမ်မသက်ဆိုးရင်ကြောက်ကြခြင်းတမှုတရားလှိုင်းတပူကြီးခြင်းဖြစ်လိမ့်မယ်ဆိုတာတွေ့ရပါတယ်ဆိုတော့နီလကျေတွေဟာဘိဒံကြီးကာလနဲ့နော်တဖြည်းဖြည်းနီးလာတဲ့အကြောင်းပုပ္ပနမိတ်လည်းဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ဒီနီလကျေကိုဖန်ဆင်းခြင်းရည်ချက်ဒီနော်ကျင့်ပိတ်အများကြီးရှိသေးပါတယ်ဒီလောက်ပဲဖတ်ရအောင်နောက်တစ်ချက်ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုတော့နောက်တစ်ချက်ကတော့
မိုးကောင်းကင်၌နမိတ်လက္ခဏာကိုစကြည့်ရင်ဒါတော့အများကြီးမရှင်းပြတော့ဘူးအတူတူကဖတ်ရအောင်ကဘာဦးကျန်ခန်းကြီးကိုအပိုင်ငယ်စနစ်စစ်ခွန်ကိုဖတ်သွားရအောင်ထူမတပါငါတစ်ဖက်တင်တို့နဲ့တင်တို့ထံမှာအသက်ရှင်သမျှသောတရိษံတို့တစ်ဖက်၌ဒါမိအစဉ်အဆက်မပြတ်ငါပြုသောပဋိငင်၏လက္ခဏာတတိဟုမူကားငါ၏တတကိုမိုးတင်၌ငါထား၏ထိုတတသည်မြေကြီးနဲ့ငါပြုသောပဋိငင်၏တတိဖြစ်လိမ့်မယ်ငါသည်မိုးကိုအုပ်စီသောအခါမိုးတင်၌တတသည်ထင်ရှားလိမ့်မယ်ထိုအခါငါတစ်ဖက်တင်တို့မှစာ၍အသက်ရှင်သောတတဝါတရိษံရှိသမျှတို့တစ်ဖက်၌ရှိသောငါ၏ပဋိငင်ကိုငါအောင်မြင်သဖြင့်ခပ်သိမ်းသောတတဝါတို့ကိုဖျက်ဆီးခြင်းငါနှုတ်တပံရေလွှမ်းမိုးခြင်းမရှိရမိုးတင်၌တက်တက်ရှိသည်ကိုငါကြည့်ရှုသည်ဖြင့်ဘုရားသခင်နှင့်မြေကြီးပေါ်မှာအသက်ရှင်သောတတဝါတရိษံအပေါင်းတို့စัจ जा မှာရှိသောထာဝရပဋိငင်ကိုငါအောင်မြင်မည်ဤဒီကငါနှင့်မြေကြီးပေါ်မှာရှိသောတတဝါပေါင်းတို့စัจ जा မှာငါမဲဖွင့်သောပဋိငင်၏လက္ခဏာတတိဖြစ်သည်ဟုနောဤကိုဘုရားသခင်မိန့်တော်မူ၏ဆိုတတရေလွှမ်းမှုပြီးတဲ့နောက်နော်ဘုရားသခင်ဤကဲ့သို့ပစီကြောတော်ဘုဆိုပြီးပဋိငင်ပြုခြင်းတာတအားဖြစ်ပဋိငင်ပြုတယ်ဆိုတော့ဒီတကဘာကြောင့်လဲဆိုမူးရော်နေတဲ့အချိန်မှာအများရန်ပေါ်ဆိုရင်နေရောင်ခြည်ရဲ့လမ်းကြောင်းဖြစ်တယ်ဆိုတာနေရောင်ခြည်ကနေဖြစ်လာတဲ့အရာဆိုတာလဲတိတ်ပါပြီးကရှင်ရဲ့ဖော်ပြချက်မှာလဲကျွန်တော်တို့နော်တွေ့နိုင်ပါတယ်ဆိုတော့ဘုရားသခင်ကလည်းဒီတတိအားဖြင့်မူးကောင်းကင်နဲ့ပုပ္ပနမိတ်ထင်ရှားစီခြင်းကိုလည်းတွေ့ရပါတယ်ဆိုတော့ဒီတတွေလည်းပဲသူတို့ဘေကနေဘယ်လိုဓာတ်ပြုပြီးဖြစ်လာတာလဲဆိုရင်ညီနဲ့လနဲ့အမြဲတမ်းသက်ဆိုင်တယ်ဆိုတော့ကျွန်တော်တို့နားလည်နိုင်ပါတယ်နောက်တစ်ချက်ယေရမိအခန်းကြီး30အပိုင်ငယ်2ကိုဆက်ဖတ်ရင်ထာဝရဘုရားမိန့်တော်မူဒီကသာသနာပလူတို့ဤဘာသာဒလိ၌မကျင်လေကြနဲ့သာသနာပလူတို့ထိတ်လက်ကြောက်တတ်တော်မူကောင်းကင်နမိတ်တို့မှမထိတ်လက်မကြောက်ကြနဲ့နော်ဒါတော့မူကောင်းကင်နမိတ်လက္ခဏာမျိုးမျိုးဖြစ်တဲ့အခါသာသနာပလူဒီကတော့နော်အမျိုးမျိုးထင်ပြီးတော့မှနေကူကူးကွယ်လာကူကူးကွယ်အမျိုးမျိုးဖြစ်ကြတယ်ထူအသက်တာနဲ့တင်တို့ဖြစ်ဖို့မဟုတ်ဘူးဆိုတာဒီနေရာမှာတတိပြီးပြန်ပါတယ်ဒီမူကောင်းကင်နဲ့ဖန်ဆင်းတဲ့နေလကျေဒီဟာပုပ္ပနမိတ်ပြီးဖို့ရအတွက်ဖြစ်တယ်ဆိုတာကိုလည်းပဲနားလည်ပြီးတော့မှထူခဲ့သူတော့ပုဂ္ဂိုလ်တွေကိုရှင်းပြတတ်ဖို့ရလည်းပဲဒီကျမ်းချက်လေးကိုပေါ်ထုတ်ခြင်းဖြစ်ပါတယ်နေလကျေလှုပ်လက်ဖြစ်ထုတ်လုပ်ထားတော့ယုတ်တုစီဒီပထိုးများကိုရှီကိုကွယ်ခြင်းသည်လူမိုက်လူဘာလာတို့ဤခံယူချက်အတိငြိမ်ပညာမဲ့မှုဖြစ်တယ်ဆိုတာကိုရှင်းပြတတ်ဖို့လဲအရေးကြီးပါတယ်ဆိုတော့ထိုအရာတွေကိုကိုးကွယ်ဖို့မဟုတ်ကြောင်းထာဝရဘုရားတပါးတည်းဒါကိုးကွယ်ဖို့ဖြစ်ကြောင်းရှင်းပြတတ်ဖို့လိုပါတယ်ဆိုတော့နေဘုရားလဘုရားဆိုတာကလည်းဟူးကြာလာပြီနော်နိမရောဒဆိုတဲ့အာကြီးတော်မုတ်ဆူကြီးအကြောင်းလဲကျွန်တော်တို့နောက်ပိုင်းကျရင်ရောက်လာမှာပါသူတို့ကနေစပြုတ်ခဲ့တဲ့အရာလည်းအများကြီးရှိပါတယ်နော်ဟုတ်ပြီပြီးရင်နမိတ်လက္ခဏာအကြောင်းအရာနဲ့ပတ်သက်ပြီးနောက်တစ်ချက်ကျင့်ချက်ကတော့ဗျာဒိကျင့်စနစ်ပိုင်ငယ်တစ်ကိုတစ်ချက်ဖတ်မယ်ဒါကတော့ဤတန်ကြီးကာလအထက်မှာဖြစ်မဲ့အရာဖြစ်ပါတယ်အဲ့ချိန်မှာဒီနေလကျေတွေအဖြစ်ဘုရားသခင်နမိတ်ပေးတဲ့အရာရှိပါတယ်သူတို့မြင်တွေ့ရလိမ့်မယ်ဒါမဲ့သူ့မှာဆိုလိုတဲ့အဓိပ္ပာယ်ရှိတယ်ဖျောက်ကောင်းကင်၌ကြီးစွာသောနမိတ်လက္ခဏာဟူမူကားတဲ့မိမတူဒီညီကိုဝတ်လက်လကိုချီဖြစ်နင်းလက်မိမိခေါင်းပေါ်၌ကျဲဆက်နှလုံးဖြစ်ပြီးတော့တရဖူကိုစောင်းလက်ပေါ်လာ၏တဲ့ဒီအကြောင်းအရာနော်ဒါကိုမြင်တွေ့ရမှာဖြစ်တယ်နော်ဒီမိဒန်ကြီးကာလမှာသူတို့မြင်တွေ့ရမှာဖြစ်ပါတယ်အတိတ်ပဲကတော့အမျိုးသမီးဆိုတဲ့ပုဂ္ဂိုလ်ဟာဤဒီလကိုဆိုလိုခြင်းဖြစ်တယ်နေကျေနဲ့လကတော့ဂတိတော်ပြုထားတော့အနာဂတ်နိုင်ငံတော်ဖြစ်တယ်နှစ်တထောင် Millennium Kingdom ပေါ့နော်နှစ်တထောင်ကာလကိုပြုဆိုလိုခြင်းဖြစ်ပါတယ်ပြီးကြလို့ရှိရင်ကပ္ပဦးကျမ်း39အပိုင်ငယ်9ကနေ17အရာဆိုလို့ရှိရင်မိဘငယ်ကိုမောင်နှမအမြောက်ကိုအလုတ်အကျွေးပြုသောယောသတိနှုတ်ဆုံးကာလအုပ်ဆိုးခြင်းမျိုးဖြစ်သည်ဆိုတော့နော်ဆိုတော့ဒါကတော့ယောသရဲ့တက်တာနဲ့ဖြစ်ပျက်ခဲ့တဲ့အရာသခင်ယေရှုခရစ်တော်ကိုပုံဆောင်ခြင်းဖြစ်တယ်ဆိုတော့ကိုလည်းကျွန်တော်တို့နော်နားလည်နိုင်ပါတယ်ဆိုတော့ဒါကတော့နှစ်တထောင်ကာလ၌နော်အာဘိဟံဣဆက်ယာကောဘ်ကနေ
နော်ရွှေစင်မျိုးစိတ်ကနေစင်တလာတော့သခင်ကြီးရှုခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုဆိုလိုခြင်းဖြစ်တယ်ထိုအရာသူဆိုလိုတဲ့အရာကိုလေမူကောင်းကင်၌နမိတ်လက္ခဏာအဖြစ်မြေကြီးပေါ်၌ရှိသောသူတွေကမြင်ရအောင်မှာဖြစ်တယ်ထိုနမိတ်အဖြစ်ဘုရားသခင်ကနေလခြေကိုဖန်ဆင်းခြင်းဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်နိုင်ပါတယ်နောက်အဲ့တော့အတိတ်ပဲဒီကတော့ယခုပြောတဲ့အရာတွေဖြစ်ပါတယ်နောက်တစ်ချက်ကတော့ချင်းချက်တော့အချိန်ဆိုတဲ့နော်နေလခြေတွေဟာချင်းချက်တော့အချိန်နော်ဆိုတော့ချင်းချက်တော့အချိန်ကိုပြဖို့ဖြစ်တယ်ဆိုတော့ချင်းချက်တော့အချိန်ဆိုတာလူကြဆင်းခြင်းဆိုတာတွေ့ရမယ်လူကြဆင်းတော့နောက်ဆုံးတော့နောကနေဘုရားသခင်ကစောပြောတဲ့သခင်ယေရှုဖြစ်တော်ဖွားမြင်ဖွင့်အာဗြဟံကိုရွေးကောက်တဲ့အာဗြဟံဣစိတ်ယာကုပ်ကနေနော်ရှင်မတဲခရစ်ဝင်အခန်းကြီး1ကိုဖတ်ရင်ဆွေးစင်မှုဆက်စရင်များကိုတွေ့ရမယ်အာဗြဟံရဲ့မျိုးနွယ်ကနေစင်တလာပြီးသခင်ယေရှုဖွားမြင်တဲ့သခင်ယေရှုprophet ဖော်ပြတဲ့အတိုင်းချင်းချက်တော့အချိန်ရောက်တဲ့အခါမှာတေခါနဲ့ချင်းချက်တော့အချိန်ရောက်တဲ့အခါမှာတင်းကျူထမြောက်ပြီးနော်ကောင်းကင်နိုင်ငံတော်သူနော်ကောင်းကင်ဘုံသူပါရီတုဘုံသူတန်လွန်တောင်ပေါ်ကနေခြေဆောင်သွားတယ်ပြီးခြေဆောင်ခြင်းမှာပြန်လဲကြွလာအောင်မယ်ကြွလာပြီးတော့မှနှစ်တစ်ထောင်ကာလမှာအုပ်ချုပ်သွားမယ်နှစ်တစ်ထောင်ကာလပြီးဆုံးချိန်မှာပလင်ဖြူတရားစီရင်ခြင်းမယုံကြည်သူများစာဓမ္မစာ၍အသက်စာဆောင်ထဲမှာစီရင်မဝင်တော့သူမှန်သမျှသူတို့ပြုသမျှတိုင်းစီမင်းပြီးငရဲ့အိမ်ထဲသို့ပစ်ချမှာဖြစ်ပြီးကောင်းကင်တစ်မီကြီးတစ်ထဲသို့ယုံကြည်သူအားလုံးဒီသခင်ခရစ်တော်၏အုပ်ဆိုးခြင်းအောင်၌နော်ဝင်စားတော်မှာဖြစ်ပါတယ်ဆိုတော့ကျင့်ချက်လေးတစ်ချက်ရှင်နော်သခင်ခရစ်တော်ကသူ့ရဲ့အာနာစက်တီဟာခမဲတော်ထာနဲ့အနှံနေဆိုတဲ့အကြောင်းအရာကောင်းကင်တစ်မီကြီးတစ်ထဲ၌ဖြစ်မဲ့အရာဖြစ်ပါတယ်နှစ်တစ်ထောင်ကာလမှာကျတော့သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကမြေကြီးပေါ်မှာအုပ်ချုပ်တဲ့ချိန်ခေတ်ကာလဖြစ်တယ်ဆိုတာနားလည်ရမှာဖြစ်တယ်ဆိုတော့ဒီတမန်ကျမ်းစာတော်ထဲမြတ်ထဲမှာချင်းချက်သောအချိန်ကြာရောက်မှဒီအရာတွေအလုံးစုံဟာဖြစ်လာတယ်ဒီချင်းချက်သောအချိန်ဟာတမတ်ပြီးတဲ့အရာကတော့ဒီနီလာဂျေရီဖြစ်တယ်ဆိုတာနားလည်ရပါတယ်အဲ့တော့ဘုရားသခင်ကသူ့မှာ planning ရှိတယ်သူ့ရဲ့ planning အတိုင်းလုပ်ဆောင်တယ်သူ့ရဲ့ planning အတိုင်းပြည့်စုံခြင်းရည်တွက်တဲ့ခုနှစ်တက္ကရာတွေအတွက်ဘုရားသခင်ဒီနီကိုအုပ်ဆိုတဲ့နီမြတ်ကိုအုပ်ဆိုတဲ့လခြေများကိုဖန်ဆင်းခြင်းဖြစ်တယ်သူ့တတ်မှတ်ထားတဲ့ခုနှစ်တက္ကရာတွေကိုနီကိုကြည့်ချင်တာပြီးရည်တွက်တယ်လို့လကိုကြည့်ချင်တာပြီးရည်တွက်ပြီးအဲ့တော့နီကိုကြည့်ပြီးရည်တွက်တဲ့ခုနှစ်တက္ကရာပြတာ ਨੇ ကိုတော့ချင်းချက်ထားတဲ့အရာကိုတစ်ခုပြီးတစ်ခုကိုတော့ကပြည့်စုံစေတာဖြစ်တယ်ယခုဆိုရင်ပြည့်စုံမဲ့အရာကဘာလဲခြေဆောင်ခြင်းခုနှစ်တက္ကရာဖြစ်သွားတာဖြစ်ပါတယ်တော့ခြေဆောင်ခြင်းပြီးဘိဒံကြီးကာလလာမယ်ဘိဒံကြီးကာလပြီးနှစ်ပေါင်းတစ်ထောင်ကာလချင်းချက်တော့အချိန်ကြာမှာနှစ်ပေါင်းတစ်ထောင်ကာလအကုန်ဆုံးသွားပြီဆိုရင်ကောင်းကင်တစ်မြေကြီးတစ်ချင်းချက်တော့အချိန်ကြာရောက်တဲ့အခါမှာထိုနေရာသို့ဘုရားသားသမီးများဆက်လက်ပြီးတော့မှဘုန်းတော်ဝင်စားတော်ဖို့ဖြစ်ပါတယ်ထိုအချိန်နာရေးတမတ်ဖို့ရအတွက်စတုထနိယနဲ့နေလကျေတွေကိုဖန်ဆင်းခြင်းဖြစ်တယ်ဆိုတာနားလည်ရမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးနေကုန်သွားမယ်စတုထနိယ၌ဖန်ဆင်းသောအရာများအဖြစ်ဝိညာဉ်ရေးရာ၌ပြည့်စုံခြင်းဝိညာဉ်ရေးရာအတွက်ကျွန်တော်တို့တစ်ချက်လေးကျင့်ပိုက်အားဖြင့်ကြည့်ရအောင်နိကောအခန်းကြီးလေးအပိုင်ငယ်6ကိုတစ်ချက်ဖတ်မယ်ဘုရားသခင်ကသူပြုတ်လုခဲ့တဲ့အရာအလုံးစုံပေါ်မှာဝိညာဉ်ရေးရာနဲ့အမြဲတမ်းပြည့်စုံခြင်းရှိတယ်ဆိုတာနားလည်ရမယ်ရှင်ပေါလုကဤသို့ဖော်ပြပါတယ်မောင်မိုက်ထဲကအလင်းထွန်းလင်းမြင်ကြောင်းမိတော်မူသောဘုရားသခင်သည်ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသောဘုရားသခင်၏ဘုန်းတော်ကိုတည်သောဉာဏ်နှင့်အယောင်ကိုပေးလိုသောငါတို့စိတ်နှလုံးထဲ၌အလင်းကိုထွန်းလင်းစေတော်မူ၏မိကြီးပေါ်မှာရှိတဲ့သက်ရှိသက်မဲ့အရာအလုံးအတွက်လိုအပ်တဲ့နေမင်းကြီးလမင်းကြီးကိုပြီးပါပြီထိုနည်းတူစွာယုံကြည်သူသူရဲ့နိုင်ငံတော်သားသမီးတွေအတွက်
နေရောင်ခြည်လရောင်ခြည်အလင်းထက်မြင့်မြတ်တဲ့သခင်ယေရှုခရစ်တော်၏ဘုန်းတကူတော်အားဖြင့်ထွန်းတောက်တော်ယေရှုခရစ်မျက်နှာ၌ထွန်းလင်းသောဘုရားရဲ့ဘုန်းတော်ကိုတည်တော်ငယ်နဲ့အယောင်ကိုယုံကြည်တဲ့နေ့ကနေစပြီးကျွန်တော်တို့အထက်၌လင်းစီသွားပြီးပြီဆိုတာကိုလည်းကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်သူဖန်ဆင်းတဲ့ကောင်းကင်မြေကြီးအတွက်လိုအပ်တဲ့အရာအလင်းကိုကိုတော့ဖန်ဆင်းပြီးတယ်လို့ယုံကြည်သူဖျားသားသမီးဖြစ်ပြီးတဲ့နောက်မှာယုံကြည်သူတွေအထဲ၌ဘုရားသခင်ကသူ့ရဲ့အလင်းပင်လေကျွန်တော်တို့အထဲ၌ထည့်ထားပြီးသွားပါပြီဆိုတာကိုလည်းပဲကျွန်တော်တို့နားလည်ရင်ဂျေဇုတော်ချီးမွမ်းစရာတွေရေးပါပဲနောက်ကျင့်ချက်တစ်ချက်ပြန်ဖတ်မယ်ဗျာဒီကျင့်တဲ့စနစ်ပိုက်ငယ်ငါထိုမြို့၌ညမရှိရစီမီကိုအလိုမရှိရနေရောင်ကိုလည်းအလိုမရှိအကြောင်းမူကားထာဝရအရှင်ဘုရားသခင်သည်သူတို့၌ရောင်ချီတော်ကိုလွှတ်တော်မူ၍သူတို့ဒီကဘာအဆက်ဆက်စိုးဆိုင်ရကြလတာဒါကကောင်းကင်တမီကြီးတစ်ထဲမှာအဲ့ချိန်မှာယခုကျွန်တော်တို့မြေကြီးပေါ်မှာဒီကျင့်ချက်မှာကျွန်တော်တို့ဖတ်တာဒါကမြေကြီးပေါ်မှာရှေ့စင်မှာကျွန်တော်တို့အထဲမှာအလင်းကိုထည့်ပြီးထားတယ်အလင်းကိုထည့်ပြီးထားပြီးတော့မှကောင်းကင်တစ်မြေကြီးတစ်ထဲမှာကြတော့နှလုံးသားထဲကအလင်းအပင်မှာကောင်းကင်တစ်မြေကြီးတစ်ဟာသူ့ရဲ့အလင်းတော်ထဲ၌ကျွန်တော်တို့ကိုဆက်လက်ခေါ်ဆောင်သွားအောင်မှာဖြစ်ပါတယ်ဆိုတဲ့အဲ့အလင်းယုံကြည်သူတွေဘုရားသားသမီးတွေအတွက်အဲ့အလင်းတော်ထဲ၌သာဝရအတူနေဖိတိပြင်ဆင်ထားပြီးသားအဲ့နေရာ၌စုံစုံလင်လင်ပြည့်စုံမဲ့အရာဖြစ်ပါတယ်နောက်တစ်ချက်မှာစကူခုမျိုးသောစာလံအပိတ်ငယ်တစ်ကိုတစ်ချက်ဖတ်ရအောင်မူကောင်းကင်သည်ဘုရားသခင်ဘုန်းအတီတော်ကိုကြားပြော၍မူမြင့်တဲ့ချက်တွေလက်တော်နဲ့လုပ်တော်အရာများကိုပြသ၏မူကောင်းကင်ကဘုရားရဲ့ဘုန်းအတီတော်ကိုကြားပြောတယ်ဖန်ဆင်းသောအရာများအားလုံးကဘုရားရဲ့ဘုန်းအတီတော်ကိုကြားပြောပြီးမူးမြင့်တဲ့ချက်ကလက်တော်နဲ့လုပ်တော်အရာများကိုပြသတယ်ပြသတယ်လို့ကျွန်တော်တို့ဖျားသားသမီးဖြစ်ခြင်းအတ္တ၌ဘာဖြစ်တဲ့တနည်းဘာဖြစ်ရမနည်းဆိုတာကိုအများကြီးမပြောတော့ဘူးเนาะအမှဗိုက်စာတော်တို့လည်းရှေ့မှာဖြစ်တဲ့အတွက်ကြောင့်ယောမ1အပိုင်းငယ်20ကိုတစ်ချက်ပြန်ဖတ်မယ်အဘယ်သူနည်းဟုမူကားဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်ထာဝရတကူတော်နဲ့ထာဝရအဖြစ်တော်တည်းဟုသောမျက်မြင်မရသောဘုရားသခင်အရာတို့သည်ကဘာတီဒီကာလမှာစာရေးထင်ရှားလျက်ရှိကြ၏ဟုတ်ပြီဖန်ဆင်းတော်မူသောအရာအလုံးကထာဝရဘုရား၏တကူတော်ထာဝရဘုရား၏အဖြစ်တော်တည်းဟုသောအရာအလုံးကိုပေါ်လွင်စေတယ်ဖျားသခင်ကယုံကြည်သူအားလုံးအထဲမှာသူ့ရဲ့အလင်းထည့်ပေးခြင်းတာယုံကြည်သူအယုတ်စီတိုင်းရဲ့အသက်တာဒီသူတစ်ပါးကဖျားရဲ့ဘုန်းတကူတော်အလင်းကိုမြင်ဖို့ဖြစ်ပါတယ်ဆိုတော့စာလံစကူထဲမှာယောမ1:20ထဲမှာဖန်ဆင်းခံအရာအားလုံးကဖျားရဲ့ဘုန်းတော်ကိုထင်ရှားစေနေတယ်အသွေးတော်အပိရှိဝေထားတယ်ကျွန်တော်တို့အထဲမှာအဲ့ဒီဘုန်းတကူတော်အလင်းထည့်ထားတယ်ဆိုတော့ဖန်ဆင်းခံအရာတွေကိုစဉ်းစားခြင်းအဖြစ်ဘုရားရဲ့ဘုန်းတော်ကိုတနည်းထက်တနည်းတူးပွားပြီးသိရတယ်လို့မယုံကြည်သူတွေကဘုရားသားသမီးများကျွန်ုပ်တို့ရဲ့အသက်တာကိုကြည့်ခြင်းအဖြစ်ဘုရားရဲ့အလင်းဘုန်းတကူတော်ကိုတနည်းထက်တနည်းမြင်ပြီးတော့မှသိရဖို့ဖြစ်တယ်လေကျွန်တော်တို့မယုံကြည်သူအမောင်မိုက်သားတွေအတွက်ဘုရားရဲ့ဘုန်းတကူကိုမြင်သိရတော့အလင်းလင်းတော့ခရစ်တော်ကိုမြင်ရတော့အတ္တဖြစ်နေရမယ်လေကျွန်တော်တို့ဟာဘယ်အခြေအနေမှာရှိနေတာလဲချစ်တော်ငယ်ကိုမောင်နှမစဉ်းစားကြည့်တည့်အတ္တအဖြစ်ဖျားရဲ့တကူတော်သူတစ်ပါးမြင်သလားဖျားရဲ့ဘုန်းတော်သူတစ်ပါးမြင်သလားမြင်နေရမယ့်ပုဂ္ဂိုလ်များဖြစ်တယ်နော်ကျွန်တော်တို့အယုတ်စီတိုင်းပါဆိုတော့ရှင်ဘောလို့ရဲ့ဖော်ပြချက်ကိုကျွန်တော်တို့ပြန်ချုပ်မယ်ဆိုရင်ဘုရားသခင်ဒီကမ္ဘာလောကကြီးကိုဖန်ဆင်းတည်နေအမိဖန်ဆင်းတော်မူချက်လက်ရတော်နှမျိုးဖြစ်ကျွန်တော်တို့မြင်သာစေပါတယ်
အဲ့ဒါတွေကတော့ဘုရားသခင်ဒီဘုန်းတကူတော်နဲ့ပြီးဆုံးတယ်ဘုရားသခင်ရဲ့ဥဆောင်ဖို့ကိုပြသခံယူနေပါတယ်ကျွန်တော်တို့အထဲမှာအသက်ရှင်နေတော့ဘုရားရှိနေတယ်လေကျွန်တော်တို့အသက်တာနိုင်သူတစ်ပါးကဘုန်းတကူတော်နဲ့ပြီးနေခြင်းဘုရားသခင်ရဲ့ဥဆောင်မှုကိုပြသနေခြင်းမြင်နေရပါသလားသူတစ်ပါးစီမှာကျွန်တော်တို့အသက်တာတွေဘုရားကြီးပြသနေခြင်းသူတစ်ပါးကမြင်သလားမြင်နေရမှာလေအဲ့ဒါကိုနားလေရမယ်ကနဝတ်တင်းတော်ဒီရှင်ဘောလူတို့ရှင်ပေတရုတို့တမန်တော်များသူတို့အသက်တာပြီးဘုရားတကယ်ဥဆောင်နေခြင်းကိုသူတို့မြင်ရတယ်အဲလီယာတို့အဲလရှေတို့ဓမ္မဟောင်းလည်းပဲမြင်ရတယ်သူတို့အသက်တာနဲ့သူတို့ရဲ့အလူအင်ဆန္ဒတိုင်းတွားနေတော့ဘုရားကသူတို့ကိုဥဆောင်နေတယ်ဆိုဘီလူကမြင်နေရတယ်နော်မြင်နေရတယ်တမန်တော်များမြင်နေရပါတယ်မြင်နေရပါကျွန်ုပ်တို့လည်းပဲသူတစ်ပါးမြင်နေရမှာဖြစ်ပါတယ်ဒါမိတ်ဆွေမိကိုမောင်နှမတို့အတစ်တဖန်ပြောချင်ပါတယ်ရှင်ဘောလူကဘုရားတကယ်ဘုန်းတကူဟူသောဝဟာရကိုတုံထားတယ်နော်ဘုရားတကယ်ဒီဇာတိတော်ထဲကုံအင်းကိုပြတာနော်ဆိုတော့ဘုရားတခင်ရဲ့တကူတော်ကျွန်တော်တို့အထဲမှာရှိတယ်အဲ့ဘုန်းတကူတော်ကျွန်တော်တို့ကိုမြင်တော်သူကခရစ်တော်ကိုမြင်တကယ်လို့ဖြစ်နေရမယ်နော်အဲ့ဒါကိုနားလည်ရမယ်ခရိယာန်ရဲ့တက်တာနဲ့ဘုရားရဲ့ဘုန်းတကူကိုမမြင်ရတဲ့အခါမှာတချို့သောပုဂ္ဂိုလ်တွေခရိယာမဝင်ခြင်းတော့အနှုတ်အဆက်ထိဖြစ်သွားနိုင်တယ်အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင်ကန်ဒီယာဘာပြောဖို့လဲဆိုသူကယုံကြည်သူမဟုတ်ဘူးထင်တယ်အဲ့စကားပြောလိုက်တော့သူကသူ့ဆရာကတော့အနောက်ဥရောပသားအင်္ဂလန်မှာကျောင်းတက်စင်မှာသူ့ဆရာကယုံကြည်သူခိုင်မာဖြစ်မယ်သူ့ဆရာရဲ့တွင်တင်ချင်းကြောင့်ဒီကန်ဒီလဲပဲသခင်ယေရှုရဲ့တောင်ပေါ်ဒီတနာကိုအလွတ်ရတာအလွတ်ရတော့ကြောင့်သူ့ရဲ့အုပ်ချုပ်တဲ့နေရာမှာသူအမြဲတမ်းအသုံးပြုလို့ရှိတယ်သူကဘာပြောလဲဆိုရင်ကဘာပေါ်မှာခရိယန်ဒီကတာလေခရိယန်ဒီကသူတို့သခင်တွင်တင်တဲ့တောင်ပေါ်ဒီတနာတိုင်းသာအသက်ရှင်ခဲ့ရင်ကဘာပေါ်မှာတော်တော်ရငင်းချမ်းလိမ့်မယ်စစ်တိတ်စရာတွေရှိမှာမဟုတ်ဘူးဆိုပြီးပြောခဲ့တာပေါ့နော်အဖြေကတော့ခရိယာယုံကြည်သူရဲ့အသက်တာမှာသခင်ယေရှုခရစ်ဘုန်းတကူတော်မမြင်ရတော့ကြောင်းသူတစ်ပါးအတွက်ကြဆင်းစရာဖြစ်စေပါတယ်ယခုခရိယာတွေကဂျေဇုတော်လို့ပြောပြီးတော့မှာဂျေဇုတော်ကြောင့်ကယ်တင်ခြင်းရတာမှာဂျေဇုတော်အဘိစစ်မှန်တော့ကယ်တင်ခြင်းရတော့သူတယောက်ကအသက်တာနဲ့ကိုတော့ကိုမြင်ရပါတယ်ရှင်ဘောလူကခရစ်တော်၌ရှိသောသူစိတ်တဘောကိုတင်တို့၌လည်းရှိစီကြလောဆိုကျွန်တော်တို့နားလည်ရမှာနားလည်ရမှာတင်မကောက်အသက်တာနဲ့လက်တွေ့ထင်ရှားစီဖို့ဖြစ်ပါတယ်ဖန်ဆင်းသောအရာတိုင်းကဘုရားဖန်ဆင်းရှင်ရှိကြောင်းထင်ရှားစီတယ်နော်ဖန်ဆင်းသောအရာတိုင်းကဖန်ဆင်းရှင်ရှိကြောင်းထင်ရှားစီတယ်ပုံစံရေးဆွဲဖို့ရန်ပုံစံရေးဆွဲသူရှိတဲ့ကဲ့သို့နီလကျဲနှစ်ခတ်ကြုံများကိုကြည်ချင်းဖြင့်ဖျားသခင်လက်ရတော့မြင်လို့ရပါတယ်ထိုနည်းတူစွာအလင်းရရှိပြီးသားနော်ယုံကြည်သူအလင်းရရှိပြီးသားယုံကြည်သူများအသက်တာဒီအခြားသူများမြင်တဲ့အခါဖျားသခင်ဤဘုန်းတော်ကိုမြင်နေရမယ့်သူများဖြစ်ပါတယ်မိမိရဲ့အသက်တာ၌အလင်းရရှိပြီးသားများဖြစ်ကြတော့ကြောင့်မိမိအသက်တာထဲ၌အလင်းသခင်ယေရှုခရစ်တော်၏ဘုန်းတကူတော်ဒီလူတိုင်းမြင်ကြပါစေဆိုတာဒီကနေ့အထူးတစ်ဖြစ်တိုက်တွန်းဝင်ဟာလိုပါတယ်ဆိုတော့စတုထနိ၌ဖန်ဆင်းသောနီလအကျယ်များဟာအချင်းနိုင်တွက်ချက်ချင်းများနဲ့နေ့ရက်စဉ်တိုင်းရှင်သာနိုင်ရေးယာတိဥတုစဝိုင်းများကိုစီစဉ်ပေးထားပါသည်အဲ့ဒါတွေကကျွန်တော်တို့ခန္ဓာစိတ်ဝိညာဉ်အားလုံးအတွက်အကျိုးသက်ရောက်သောအရာများဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးတဲ့အရာကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အရာအားလုံးကတော့မယုံကြည်သူလည်းခံစားရတယ်ယုံကြည်သူအတွက်ဆိုရင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အရာအားလုံးရောဝိညာဉ်ရေးရာအတွက်လိုအပ်တဲ့အရာအားလုံးရောအလင်းဘုံတကူပြင်ကျွန်တော်တို့အထဲ၌ထည့်ထား
ပြီးထားပြီးသားဖြစ်သောကြောင့်ကျွန်တော်တို့အထဲ၌ကိုယ်တော်ထည့်ထားပြီးသားဖြစ်သောအလင်းဘုံတကူတော်ဒီလူတိုင်းမြင်တွေ့သောအတ္တအဖြစ်ရှော့လှမ်းကြပါစို့ဆိုတာဒီနေ့အထူးတစ်ဖြစ်တိုက်တွန်းချင်ပါတယ်ဒီနေ့အလုံးနဲ့အဆုံးသတ်ရအောင်နော်ချီးမွမ်းရအောင်ဆုတောင်းရအောင်တရှင်တော်မူသောဖာထာဝရဘုရားကိုယ်ရိတနာခြင်းဂိဟုနာတော်ဒီကြီးမားလှပါ၏သားသမီးတို့အတွက်ခန္ဓာစိတ်ဝိညာဉ်အတွက်အကုန်အစင်ပြင်ဆင်ပြီးထည့်ထားပြီးလူလီတီးမရှိအောင်ပို့ဆောင်ပြီးတော့ဖိုင်ဂျေဇုတော်ပေါင်းချီးမွမ်းပါတယ်သားသမီးတို့ဒီကိုတော်ထည့်ပြီးသားတော့ဘုံတကူတော်ဤတွင်တင်ချင်းဆုံးမပဲ့ပြင်အတိတ်ပုံတွင်တူပင်ချင်းနာခံချင်းအဖြစ်တခုမကြံကိုတော်လုတ်စီလို့တဲ့အရာကိုလုတ်ဆောင်နိုင်ဖို့ဆက်လက်မဆာလေလောကမောင်မိုက်သားဒီထားနိုင်ကိုရောရဲ့အလင်းဘုံတကူတော်ကိုအစင်မဲတက်တီထူသူများပြတာတော်သူများဖြစ်စေတော်မူပါတရှင်တော်ဝိညာဉ်တော်ဗျာဆက်လက်၍တွင်တင်၍မဆာတော်မူပါသားသမီးတို့ရဲ့အသက်ရှင်မှုနိုင်တိုင်းစကတိုင်းဒီကိုရိုက်ဘုံတကူတော်ပေါ်လွန်တော်အသက်တာအဖြစ်အသုံးပြုတော်မူပါကိုတော်အုပ်ဆိုးတော်မူပါအလိုတော်ရှိတဲ့အတိုင်းပြုစီပါအလိုတော်ရှိတဲ့အတိုင်းလှုပ်ဆောင်စေပါလူတိုင်းကိုရိုက်ဘုံတော်ကိုမြင်တွေ့တော်အသက်တာဖြစ်စေတော်မူပါနေ့ရက်စဉ်တိုင်းအသက်ရှင်တဲ့နေရာမှာခန္ဓာကိုယ်အတွက်ကိုတော်ပြင်ဆင်ထားပြီးသားရှိပါတယ်ကိုတော်ကအစင်မင်းကိုယ်ကစောက်မှနေတယ်ဆိုတာကိုလည်းစိတ်ချစေပါမလေးရှားနိုင်ငံမှာလည်းပဲနိုင်ငံခြားသားဒီကိုအတကုံဖန်ဆီးခြင်းဒီအစင်မင်းရှိနေပါတယ်ဖဖျားသခင်ဒါဝိကတီမင်းအယုတ်လွှမ်းမှုသောခြိုက်တဲ့တို့ရှုပ်သွားတော့လေကျွန်တော်မကြုံပါကိုတော်ဒီကျွန်ုပ်နဲ့အတူစင်မဲ့ရှိတော်မူ၏ဆိုပြီးရှင်းလင်းစွာသိရှိတဲ့ကဲ့သို့အသက်တာ၌သိရှိစေပြီးကိုတော်ရဲ့အတောင်တော်အောက်၌ကိုယ်ကားဆုံးမခြင်းလုံခြုံစွာပူဆောင်ပြီးနေသည့်အောက်၌ရှိနေသည်ဆိုတာနားလည်စေပြီးငင်တဲ့ချင်းဖြစ်ကျေးဇူးတော်ချီးမွမ်းနိုင်ဖို့ရလဲမဆာတော်မူပါကဘာရရနေရှိသောမြမပြည်၌ရှိသောတောတောင်ထဲ၌ထွက်ပြီးတင်းရှောင်နေရတော်သူများပြင်လေဒါဝိဌာ၌ကိုတော်ပြည်တော်ငင်သက်ခြင်းသည်သူတို့ရောက်စီတိုင်းပေါ်၌တယောက်စီလေကိုယ်ငင်သက်ခြင်းပဲခတ်တင်တော်အမှုတို့ကိုစိလမဲအောင်မြင်ခြင်းပြလေကိုယ်၏နှုတ်တော်တဲ့စကားတော်အပြင်နေရစင်တဲ့အတ္တကိုတည်ဆောက်ပြီးတွင်တင်တော်မူပါကိုတော်လက်တော်သူစကအနာပါတယ်မကုန်ခနိုင်သောဖခမဲတော်ဖျား၏မေတ္တာတော်သားတော်သခင်ရွှေကဲတင်ခြင်းစုကျေးဇူးတော်တရှင်တော်ဝိညာဉ်တော်ဖျား၏နေရစင်တိုင်းလမ်းပြဖို့ဆောင်အတ္တပုံတွင်လူပြီးခြင်းအားလုံးတို့သည်ထာဝရဘုရားဝတ်နိုင်မှုတော်သားသမီးအယုတ်စီတိုင်းထံတော်ပါနိုင်တော်၎င်းကိုယ်တော်၏ဖန်ဆင်းခံတတ္တဝအပေါင်းတို့ထံတော်ပါနိုင်ကာလအစဉ်သမီးတည်ရှိတည်နေပါစေတော်အာမင်ရှလုံအားလုံးကိုနိုင်ပါတောက်ကြနေညကြမှာကျွန်တော်တို့ပြန်ဆုံမယ်ကိုနိုင်ပါအားလုံး